ကဘာကြီးဖျားလန်းက New Day စီဆိုင်မှာတန်းရှည်နေရနဲ့မစီဘဲနဲ့ဆရာဇန်လန်းက Mass စီဆိုင်ကိုတွားနေပါတယ်ဆရာဇန်လန်းရောက်ပါပြီကားတန်းကလည်းကဘာကြီးဖျားလန်းထိပ် view point ထိရောက်နေပါတယ်ဒါကြောင့် Mass စီဆိုင်မှာလည်းစီမပြေခဲ့ရပါဘူးဒါကြောင့်တမ်းမစီရပဲဖြည့်လို့ရတဲ့ဟာဖြည့်ပြီးအိမ်ပဲပြန်လာခဲ့ပါတယ်